ခမရအရန်စူးစားတယ်တိုက်ကြီးရသွားတယ်ကားကြီးစီးနေကားပေါ်ဆင်းလိုက်ကားဖက်တိုက်သွားမှသေသွားတယ်အဲ့ပစ္စည်းခမရတော့မပေါ့မစူးစားနဲ့ပျော်အောင်နေခမရအရက်ကြိုက်လားရက်တော့နော်ဘာလုပ်ချင်လဲလုပ်ချင်တာလုပ်ပလိုက်လူသားဆန်လိုက်သူများပြောတာမယုံနဲ့အောင်းလေလီလာပြောနေတာနော်စူးစားပါဘာပူတယ်ညာပူတယ်မယုံနဲ့နော်စောက်ရှာကြီးကအများကြီးပဲစောက်ရှာကြီးပြောတာယုံခင်ဗျားဘွားဆုံးမြုံအေးဒါပေမဲ့ခင်ဗျားအောင်မြင်အောင်လုပ်ခင်ဗျားအောင်မြင်အောင်လုပ်ရင်ခင်ဗျားတနေ့ကိုနိုင်ရွယ်ပဲအဲ့တယ်ပြောရင်တော့စောက်ယူတွေကယုံမှာ trust me နော်မြန်မာနိုင်ငံမှာအဲ့လိုမျိုးဒိုင်းဖြစ်နေတဲ့အုံနောက်တွေကအများကြီးပဲနော်မင်းတို့ယုံလူတွေပြောတိုင်းမယုံနဲ့ဗျာသိလားစောက်ယူတွေကြီးမြန်မာနိုင်ငံမှာဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်လည်းယုံမှုမလို့ဒါပေမဲ့ခင်ဗျားတို့လက်ရှိစူးစမ်းနေတဲ့ဟာထက်ပိုစူးစမ်းဖို့မလိုဘူးဒီတိုင်းပဲနေမနေ့ပြန်ဆိုတော့မသေးကြဘူးမှာကိုွေးတော့လည်းမဆန့်မီဆန်တော့လည်းမကွေးမီနောက်တေသွားနိုင်တာပဲလူရဲလို့ဖြစ်လာမှာတော့ကိုမလုံးချင်တာရဲ့လုံးနေပြီဘွာရဲ့ရှင်တန်ရဲ့ဆိုတာခင်ဗျားအတွက်ဒါမကောင်းဘူးဒါလေးပြောချင်တာဒါလေးပြောဖို့တဲ့ကျွန်တော်အုတ်ထုတ်ဆောင်းထားရတယ်ဒါမက္ကဆီကိုဘက်ကလာတာတော့မဟုတ်ဘူးဒါမင်းကုန်းဖျားဝယ်လာတာပြောချင်တာတော့ကျွန်တော်လှတယ်ချောတယ်ကိုတိတယ်စောက်ရှာကြီးလုံးကြီးဝင်မရေးနဲ့ဝင်လည်းမပြောကွန်မန့်လည်းမပေးနဲ့ကျေးဇူးတင်တယ်တခုပဲဘသူပြောမယုံနဲ့မိမိဘကြီးပြောတော့နည်းနည်းယုံမင်းတို့ကျေးဇူးရှိတဲ့လူတွေပြောရင်နည်းနည်းယုံကျန်တာမယုံနဲ့စောက်ယူတွေအကောင်းဆုံးပြောတာကျွန်တော်တော့မယုံနဲ့ကျေးဇူးတင်အားလုံးလီလာဘွားရလွတ်ကင်းပါလေဗျာကျေးဇူးတင်ပါတယ်